မြန်မာရွှေဈေးကဒီနေ့မှာ380ကျော်ထိတက်သွားပါပြီမြန်မာငွေဈေးတွေကတော့နည်းငယ်ပြန်ကျပါတယ်အားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့က20ရက်နေ့6လပိုင်း2025ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်ထိုင်းစံတော်ချိန်မနက်ပိုင်း10:20ရှိနေပါပြီမြန်မာရွှေက15ပဲကြီးတစ်ကြက်သားကို85သိန်းနဲ့မှ9000 16ပဲကြီးတစ်ကြက်သားကိုဆိုင်ကရောင်းနေဈေးက80နဲ့မှ2000ဆိုင်ကလက်ခံတဲ့ဈေးက89သိန်း4000နဲ့ပေါက်ဈေးရှိနေပါတယ်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက4590လက်ခံတဲ့ဈေးက4500ယူရိုငွေတယူရိုကိုမြန်မာကျပ်ငွေ9280စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက3560ဆိုင်ကလက်ကန်တဲ့ဈေးက3460တရုတ်ငွေတရွမ်ကိုမြန်မာကျပ်ငွေ639ဘတ်ဩစတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2980ထိုင်းမနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဘတ်ပေးချက်ယူသမားတွေကဘတ်ငွေ930ကိုမြန်မာကျပ်ငွေ3သိန်းကျပ်ပေးဘတ်ယူသမားတွေကကျပ်3သိန်းကိုဘတ်ငွေ915ဘတ်ဂျပန်ငွေ3234.15ကိုမြန်မာကျပ်ငွေ3သိန်းမလေးငွေ95.69ကိုမြန်မာကျပ်ငွေ3သိန်းကိုရီးယားငွေ3581.33ကိုမြန်မာကျပ်ငွေ3သိန်းအိန္ဒိယငွေ1916.62ကိုမြန်မာကျပ်ငွေ3သိန်းလက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်မိမိတို့အနေနဲ့ငွေလွှဲတော့မယ်ငွေလဲလှုပ်တော့မယ်ဆိုရင်ဝန်ဆောင်ကားပေးတဲ့သူရှိကိုရင်ဖုန်းဆက်ပြီးမှငွေလဲလှုပ်ကြပါလို့ကျွန်တော်ကတော့ကြံပြုချင်ပါတယ်မြန်မာရွှေဈေးငွေဈေးတွေကိုအများအားတင်ပေးပါတယ်မြန်မာရွှေဈေးငွေဈေးတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအငြိကင်းလို့ပြည့်ရှင်းနိုင်ကြပါစေ